အားလုံးပဲမင်္ဂလာပါခင်ဗျာခုစပေါ် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ညရွေးချယ်ပေးတဲ့ပွဲစီအားလုံးစီပြီးကြရလားဗျာကျွန်တော်ဒီနေ့ပထမအဆုံးကျွန်တော်ရွေးချယ်သွတ်တပ်ပေးမဲ့ပွဲစီလေးကတော့ဘူလော့နာအသေးနဲ့ AC Milan သေးရဲ့ပွဲစီဖြစ်ပါတယ် AC Milan သေးကတော့ဒီနေ့ဆက်ဆုံးပေါအောင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့နှလုံး90ဆုံးပေါအောင်တာဖြစ်ပါတယ်ဘူလော့နာသေးကတော့ရောင်းမှတ်30နဲ့အဆစ်30နေမှာရက်တည်နေတာဖြစ်ပါတယ် AC Milan သေးကတော့ရောင်းမှတ်40ခဏမှတ်နဲ့အဆစ်နဲ့နေရာမှာရက်တည်နေတာဖြစ်ပါတယ်အဲ့ရှင်ဘူလော့နာသေးရဲ့ကားဖောက်ကြည့်ရမှာဆိုရင်တော့အရင်ကြီးကောက်လို့မဟုတ်ပါဘူးဗျာအဝေးလာကစားတဲ့ AC Milan ရဲ့ကားဖောက်တော်တော်လေးကောင်းအောင်ဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ကြားရက်မှာဘူလော့နာရဲ့ယူရိုပါလိကတ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲမှာတရေနဲ့ဆယ်ဆုံးပေါက်နေတဲ့အတွက်ကျွန်တော်ကတော့အဲ့ဆင်းဘူလော့နာအထက်ကျွန်တော်ကအဝေးလာကစားတဲ့ AC Milan ပိုဒီကိုကျွန်တော်ပို့သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ဗျာဘူလော့နာရဲ့ပြီးခဲ့တဲ့ကြားရက်မှာယူရိုပါလိကတ်ထားတဲ့အတွက်ကျွန်တော်ကတော့ AC Milan ကိုကျွန်တော်ပို့သဘောကျတယ်ဘူလော့နာပွဲပန်းနေတယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့ AC Milan မဆုံးနိုင်ဘူးကျွန်တော်ထင်တယ်ဗျာ AC Milan အနည်းဆုံးတရီတော့ကစားမယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျွန်တော် AC Milan ဘူဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ London Derby ပွဲစဉ်ဖြစ်ပါတယ် Semi Final ပေါ့ဗျာဒီပွဲစဉ်ကတော်တော်လေးကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ် Chelsea တဲနဲ့ Arsenal တဲရဲ့ပွဲစဉ်မှာတော့ Arsenal တဲကတစ်လုံး40အနိုင်ပေါင်နေတာဖြစ်ပါတယ်ဂိုးပေါင်းကြီးက3လုံး40အနိုင်ပေါင်နေတာဖြစ်ပါတယ်တစ်ဖက်က Chelsea တဲက manager အသစ်ပြောင်းပြီးကလေးကတော်တော်လေးကိုတော့ချီကောင်းနေတဲ့အသစ်ဖြစ်ပါတယ်တော်တော်လေးကိုကောင်းနေပြီဒီပွဲမှာ Arsenal တော်တော်လေးတတိထောက်ပြီးကစားယူရဖို့ရှိရဗျဘာဖြစ်လဲဆိုတော့ဗျပထမကြောနဲ့မတူဘူးဗျဒီပွဲစီကတော်တော်လေးကြီးလို့ကောင်းမဲ့ပွဲစီတစ်ပွဲဖြစ်တယ် Chelsea တဲကလည်းတော်တော်လေးထူးခြားနေတာတစ်ခုရှိရဘာဖြစ်လို့ဆိုတော့ Chelsea တဲကပွဲတိုင်းဂိုးတွေတော်တော်လေးကိုပေးနေ Chelsea ကခန်းစီလုံးလုံးမကောင်းဘူးဗျတိုက်စစ်တော်တော်ကောင်းတယ်နာပိုလီနဲ့ Champions League ပွဲစီမှာလည်းတွေ့ကို2ဂိုးပေးခဲ့တာ3ဂိုးပြန်တွေ့တယ်ဗျဝယ်ဟန်နဲ့ပွဲမှာလည်း2ဂိုးတွေ့တယ်3ဂိုးပေးတယ်သူကတပွဲကို2ကိုနှုတ်ပေးတယ်ဗျာ3ကိုတော့ပြတ်သွဲဒီအသင်းကတော်တော်လေးတိုက်စစ်ကောင်းတယ်ခံစည်းလည်းမကောက်တော့ပေမဲ့ Chelsea နဲ့ Arsenal နဲ့ပွဲစဉ်မှာကျွန်တော်ကတော့ Arsenal ကလည်း Chelsea ကိုဂိုးသွဲနိုင်တယ် Chelsea ကလည်း Arsenal ကိုဂိုးပြတ်သွဲနိုင်တယ်ဒီပွဲစဉ်ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်ဒီပွဲစဉ်မှာ Chelsea နဲ့ Arsenal ပွဲမှာကျွန်တော်ဂိုးပို့မယ်လို့ကျွန်တော်ထည့်ပါတယ်ဗျာကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Barca တဲနဲ့ Barcelona ရဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးကွဲက Barcelona တဲကနှလုံး90အစုပ်ပေါက်နေတာဖြစ်ပါတယ်ဂိုးပေါင်းကြီးက4လုံး60နိုင်ပေါက်နေတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်က Everton တွေကစပိန်လီတူကလပ်ကအသေးဖြစ်ပါတယ်ဒါပေမဲ့ဒီသေးကိုတော့ဆွတ်တွေ့လို့မရဘူးเนาะမီးရဲမတိုးလေးကိုလာသူကအနိုင်ယူထားတာဖြစ်ပါတယ်တစ်ဖက်ကဘာစီလိုနာသေးကလည်းဒီပွဲစီကိုတော့အနိုင်ရရှိမယ်လို့လူတွေကတော်တော်လေးကိုတော့ထင်မြင်ကြမှာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစီမှာဘာစီလိုနာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဘာစီလိုနာပုံကူပြန်မှာကြီးအောင်မှာဖြစ်ပါတယ်တကယ်လို့ Everton တွေကဘာစီလိုနာသေးကိုတကူသွဲလိုက်ရင်ဘာစီလိုနာ၄ဂိုးတဲမှာကြီးအောင်ပါဗျဒီပွဲစီကိုကျွန်တော်တော့ဗျာဘာစီလိုနာဘော်ဒီရဲ့ကျွန်တော်ဂိုးပေါ်ကိုကျွန်တော်ကြိုက်ရဘာဖြစ်လို့ဆိုတော့ဘာစီလိုနာရဲ့ခံစည်းကလုံးလုံးမကောက်ဘူးဗျဘာစီလိုနာကဂိုးလေးသွေးတယ်ဗျာဂိုးလေးပေးတယ်ဒီ Everton တဲ့ကတော်တော်လေးတိုက်စစ်လေးကောင်းတယ်ဗျာဒါပေမဲ့ तू က Everton နဲ့ခံစည်းမကောက်ဘူးဒီပွဲစီမှာ1-3ဆိုရင်60နိုင်တဲ့အတွက်ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစီတစ်ပွဲကတော့မာဆေးပွဲနဲ့ရင်းနေပွဲဖြစ်ပါတယ်အဲ့ရှေ့မာဆေးတဲ့ကတော့ဘော်ဒီတစ်လုံးနဲ့ဆန်နေပေါက်နေတာဖြစ်ပါတယ်ဂိုးပေါင်းကြီး3လုံး30ဆုံးပေါက်နေတာဖြစ်ပါတယ်တစ်ဖက်ကရင်းနေတဲ့ကောင်းဖောက်ကြည့်ရမယ်ဆိုတော့ရင်းနေတဲ့ကောင်းဖောက်နောက်ထပ်ပွဲစဉ်နှစ်ပွဲကန်ထားတဲ့အချိန်မှာဂိုးပြန့်နေဆုံးနေထတာဖြစ်ပါတယ်တစ်ဖက်ကမာဆေးသေးရလည်းပြီးခဲ့တဲ့ပတ်မှာပဲရည်သေးကိုဒီရလည်းထွက်ပေါ်ထားတာဖြစ်ပါတူရလည်းထွက်ပေါ်ထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲစဉ်မှာတော့မာဆေးသေးရတော့ရင်းနေတဲ့မဖြစ်မနေအနိုင်ယူဖို့လိုအပ်လာတယ်ဗျာဘာဖြစ်လို့ဆိုတော့ဗျာဒီပွဲစဉ်ကမနိုင်ခဲ့ရသူ့ရဲ့ manager ကထုတ်ပယ်ခိုင်ရောက်ဖို့အတွက်တော်တော်လေးကိုတော့ရေပန်းစားနေတာဖြစ်ပါဒီပွဲစဉ်မှာကျွန်တော်ကတော့အဲ့ရှေ့မော်စီရင်းနေတဲ့ကိုအလွယ်တကူအနေယူရရှိသွားမှကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်အဲ့ရှေ့မော်စီဘူဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကလီဗာပူးရှေ့တဲ့နဲ့စိတ်ပိုးဒီတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲမှာလီဗာပူးရှေ့တဲ့က3လုံး90အစုပ်ပေါက်နေတာဖြစ်ပါတယ်ဂိုးပေါက်ကြီးကတော့3လုံး40အနိုင်ပေါက်နေတာဖြစ်ပါတယ်တစ်ဖက်ကစိတ်ပိုးဒီတဲ့ကတော့ကာယဖောင်းတော်တော်လေးဆိုးနေတာဖြစ်ပါတယ်တစ်ဖက်ကလီဗာပူးဆေးကာယဖောင်းတော်တော်လေးကောင်းနေတာဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်ကစိတ်ပိုးလီအသေးကတော့သူကတန်းဆေးစုပ်ထဲမှာသူကရောက်နေတဲ့အတွက်သူကဒီပွဲကိုသူကအာရုံစိုက်အောင်မဟုတ်ဘူးဗျဘာဖြစ်လို့လဲဆိုတော့ဗျာဒီပွဲကသူ့အတွက်အရေးမပေါ်ဘူးလို့ကျွန်တော်ထည့်တယ်ဗျဘာဖြစ်လို့လဲဆိုတော့သူကတန်းမဆေးရဖို့အတွက်သူကဟိုမှာရုပ်ကန်ရမှာအတွက်သူကအဝေးဆိုတော်တော်လေးညံ့တယ်အသိနော်လီဗာပူးဆေးတော်တော်လေးကောင်းနေဗျာချီဒီပွဲစဉ်မှာလီဗာပူးဆေးကတစ်လုံး90အဆုပ်ဆိုတော့ဗျာအနည်းဆုံးလီဗာပူးဆေးကတစ်လုံးနိုင်ပါပဲဗျဒီပွဲစဉ်မှာကျွန်တော်ကတော့ဗျာလီဗာပူးဆေးကိုပြန်နိုင်တော့မျိုးကျွန်တော်ထည့်တယ်ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်လီဗာပူးဆေးဘူဒီကိုကျွန်တော်ကြိုက်ပါရစိတ်ပိုးလီနေကျွန်တော်လီဗာပူးဆေးနဲ့ပွဲတော့ကျွန်တော်အဲ့ရှေ့လီဗာပူးဆေးအနိုင်ရရှိသွားမယ်လို့ကျွန်တော်ထည့်တယ်ဗျာကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်
လေဘော်ကိုစေပိုဒီကိုကျွန်တော်ကြိုက်ပါတယ်အားလုံးအစီပြေကြပါကျွန်တော်စီမှာမဲဘော်ဝေးချင်တဲ့ဆိုလို့ရှိရဗျပုံမျိုးကိုဆက်ဆက်9 9 9 ဆက်ဆက်3ကိုဆက်လွှတ်နိုင်ပါတယ်ခင်ဗျာအားလုံးစီပြေကြပါညီကိုတွေ